ကိုရွှမ်းဟွန်မဟာလောကရဲ့နတ်ဖျားအေဂရိမလာခဲ့နဲ့ မလာဘူး သူပြောသည့်အတိုင်းတကယ်လုံနိုင်သည်ဟုထင်နေလျင်ခေါင်းပြုတ်ကြသည့်အထိရင်မောရလိမ့်မည်သူကမြည်သူနည်းသူသည်နတ်ဖျားအေဂရိတစ်ပါးဖြစ်သည်သူသည်ရွှမ်းဟွန်မဟာလောကမှနတ်ဖျားအေဂရိတစ်ပါးဖြစ်သည်သူ၏ကျင့်ကြံစဉ်သည်တစ်ဖက်သူထက်နှိမ့်လျင်တောင်အစစ်အမှန်နတ်ဖျားအေဂရိတစ်ပါးဖြစ်နေသေးသည်နတ်ဖျားအေဂရိကိုအဆက်ခွဲ၍မရလောက်သူသည်ယခုအချိန်၌တစ်ဖက်သူ၏လက်ထဲကျရောက်ပြီးတစ်ဖက်သူ၏အကျဉ်းသားဖြစ်နေလျင်တောင်တူညီနေသေး၏သူ့ကိုအဆက်ခွဲ၍မရပေရဲရှောင်သည်သူ့ကိုလိမ့်လိမ့်မာမာအစာကျွေးပြီးသူ၏တိုက်ခိုက်ရေးစွမ်းအားကိုလေ့ကျင့်ရန်အသုံးပြုခြင်းမှာကသူသည်သေစေနိုင်သောအမှားကျူးလွန်ခဲ့တာပဲဖြစ်လိမ့်မည်ရဲရှောင်ကိုဒဏ်ရာပြင်းပြင်းထန်ထန်ရစေရန်အတွက်သူသည်အရက်ဆက်ဆုံးနည်းလမ်းများသုံးမှကျိန်းသေးသည်သူ့ဖို့တစ်ဖက်သူကိုတက်ရန်ခက်ခဲနေမှန်းစီစာသိနေ၏နေရာ၌တိုင်းပညာရှင်များစွာရှိနေသောကြောင့်မဟုတ်ပေတစ်ချိန်တည်းတွင်နောက်ထပ်အကြောင်းရင်းတစ်ခုရှိနေသေး၏တစ်ဖက်သူသည်အင်မတန်အားကောင်းပြီးကောင်းကင်ကိုဖီဆန်နိုင်သည့်ကုသရေးကျင့်စုပြသခဲ့၏ထိုကုသခြင်းကျင့်စုဖြင့်သူသည်တစ်ဖက်သူကိုတက်ရန်အလွန်ခက်ခဲနေလိမ့်မည်သို့သောသူကရဲရှောင်ကိုရွံ့ရှာ၏ရဲရှောင်ကိုအဆက်ခွဲစေခြင်းသည်မင်းကငါ့ကိုအသုံးချပြီးမင်းရဲ့လေ့ကျင့်ရေးပါဒနာဖြစ်စေခြင်းနဲ့ပေါ့အိမ်မက်မက်နေလိုက်အယူကောင်ထို့ကြောင့်သူသည်တွေဝေမနေဘဲသူ၏အစွမ်းထက်ဆုံးခွန်အားကိုပြသလိုက်၏ဝေါင်းခန္ဓာဝင်ကျင်းစွပြသလိုက်သည်နှင့်သူ၏ခန္ဓာကိုယ်နားတစ်ဝိုက်ဖြတ်ခနဲပေါ်လာပြီးခုနှစ်ယောင်ချေရောင်စုံအလင်းသည်သူ့ကိုလွှမ်းခြုံသွားတော့သည်အယောင်ကတိတ်လှပလွန်ပေ၏တစ်ချိန်တည်းတွင်သူကအင်မတန်ခမ်းနားပြီးလေးစားစရာကောင်းလှပေ၏တစ်ချိန်တည်းတွင်သူ၏နောက်၌ရွှေရောင်ခြင်းသေး၏ဝိညာဉ်ပုံလူရိပ်ကပေါ်လာတော့သည်ငါအတွက်ဒူးထောက်လော့စီစာသည်မျက်စိတမိတ်အတွင်းရဲရှောင်ရှိသို့ရောက်လာလေ၏ရဲရှောင်သည်သူကဲ့သို့တူညီသည့်ခွန်အားအသုံးပြုမည်ဟုပြောခဲ့သောကြောင့်ဖြစ်၏အဆင့်တူထဲတွင်သူကြောက်เสียမရှိပေသို့သောထိုစုရဲရှောင်သည်မိုးကြိုးပမာသူ၏ခြေထောက်ကိုရုတ်တရက်မြောက်လိုက်၏ဖုံးခဏအကြာတွင်ဆူရှားသည့်နာကျင်မှုကသူ၏ဝမ်းပိုက်အောက်တဲတဲမှပေါ်လာလျက်သူ၏ခန္ဓာကိုယ်သည်လွင့်ထွက်သွားကာသူနောက်ရှိတောင်နှင့်ပြင်းထန်စွာတိုက်မိသွား၏ရဲရှောင်၏တိုင်းပညာစစ်မှန်သောဆန္ဒကိုဝိညုစွမ်းအင်နှင့်ပေါင်းစည်းထားခြင်းကရွှမ်းရံတောင်ကိုခွန်အားဖြည့်ပေးသောကြောင့်သာသူသည်ရွှမ်းရံတောင်နှင့်ဝင်မတိုက်မိတာဖြစ်သည်အခြားတနေရာတွင်ဆိုပါကစီရင်စုကိုးစုကဲ့သို့ကဘာငယ်လေးများစွာထဲသို့သူသည်ခြေမုန်းခံရလောက်ပြီးဖြစ်သည်ထိုအကြောင်းရင်းကြောင့်ပဲသူသည်ပိုတောင်ပြင်းထန်သည့်ဒဏ်ရာရသွားလေသည်ယခုအချိန်တွင်သူသည်နတ်ဖျားအေဂရစ်တစ်ပါးဖြစ်လျင်တောင်သူသည်ရင်းကိုတီးမခံနိုင်ပေအတွင်းကလေးစာများကပြောင်းကပြန်ဖြစ်သွားသည့်ပမာခန္ဓာကိုယ်ထဲရှိအယိုးများလည်းတတွင်တွင်ကျိုးကုန်သည်ဟုခံစားလိုက်ရသည်အသေးခိုက်ဖွယ်နာကျင်မှုသည်သူ့ကိုသတိလက်လွတ်နီးပါးဖြစ်သွားစေသည်ရွှမ်းရံလုံးနှင့်ကြံသည့်သူများသူ့ကိုဝိုင်းထားစုကထက်တောင်ပိုတောင်နာကျင်နေ၏သူ့ကိုတိုက်ခိုက်မှုကအချိန်ကြာနေသောကြောင့်ဖြစ်သည်ရင်းကသူ့ကိုနည်းနည်းစီဒဏ်ရာရစေတာဖြစ်ပြီးချက်ချင်းဒဏ်ရာရစေတာမဟုတ်ပေရင်းကရဲရှောင်နှင့်မတူပေသူ၏ခန္ဓာကိုယ်ထဲရှိအယိုးများအားလုံးချက်ချင်းနီးပါးကျိုးသွားတာဖြစ်သည်ထိုကဲ့သို့အသေးခိုက်ဖွယ်နာကျင်မှုသည်လူတို့ကိုအဆုံးစွန်အထိပြိုလဲစေ၏ရဲရှောင်သည်ရွှမ်းရံလုံးနှင့်ကြံသည့်သူများကိုရှင်းပြလိုက်တော့သည်တွေ့လားအဲ့ဒါကခမားတို့ကိုကျွန်တော်ပြောတာပဲပြောင်းလဲမှုမရှိတဲ့ပြောင်းလဲမှုကိုတုံ့ပြန်ဖို့အတွက်အရင်ဆုံးတိုက်ခိုက်တာကိုရက်အစောတုန်းကသူကျွန်တော်ကိုအရင်တိုက်ခိုက်ပေမဲ့လက်တွေ့မှာတော့သူ့ရဲ့အကြီးမားဆုံးအားနည်းချက်ကိုထုတ်ပြလိုက်တဲ့အဲ့ဒီအချိန်မှာကျုပ်ရဲ့ခွန်အားအလုံးစုံကိုခြေထောက်ထဲမှာထည့်လိုက်တာကကျွန်တော်ရဲ့တိုက်ခိုက်ရေးစွမ်းအားကိုတိုးစေရုံတင်မကဘူးတိုက်ခိုက်ရေးအရှိန်ကိုလည်းတိုးစေတယ်
ဒါအပြင်တာတိုတိုက်ခိုက်တာဆိုတော့ကျွန်တော်ရဲ့ပောက်ကွဲမှုခွန်အားကလည်းများပြားလွန်းလာတယ်လေချက်ချင်းပဲသူ့အဆင့်ထက်မြင့်လိုက်နိုင်တာခုခံဖို့မလိုဘူးအကြီးမားဆုံးခွန်အားကိုသုံးပြီးအမြန်ဆုံးအရှိန်နဲ့သူ့ရဲ့အားနည်းချက်ကိုတိုက်ခိုက်ဖို့ပဲလိုတယ်သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကသူ့ရဲ့အားနည်းချက်ကိုထုတ်ပြပြီးဖြစ်နေတာကြောင့်လေကျွန်တော်သူ့ကိုတိုက်ခိုက်ပြီးဆိုတာနဲ့သူ့ရဲ့ဟန်ချက်ပြတ်သွားပြီးသူ့ရဲ့တင်းမာနေတဲ့ခွန်အားလုံးစုံကလေထဲပျောက်ကွယ်သွားတာတခါတလေမှာအလွယ်တကူချိုးဖျက်နိုင်တဲ့တိုင်းပညာရဲ့အဓိပ္ပာယ်တွေလည်းရှိတယ်ဒီအခြေခံစည်းမျဉ်းတွေကလူတိုင်းသိထားပြီးသားပေါ့အစစ်မြင့်တဲ့အချိန်အသုံးပြုလားပေါ်မှာပဲမူတည်တယ်လူတိုင်းကရှုပ်ထွေးတဲ့အရာကိုသင်ယူပြီးရင်သင်ယူရင်ပိုရှုပ်ထွေးတာပဲတွေးမိနေကြတော့သူတို့ကအတန့်စင်ဆုံးတိုက်ခိုက်မှုသဘောတရားနဲ့နီလန်းကိုဆုံးရှုံးသွားကြတယ်ဒါကဂန္ဓဝင်ကျင်းစုကိုပေါင်းစည်းလိုက်တဲ့အချိန်မှလည်းအတူတူပဲရန်သူရဲ့ဂန္ဓဝင်ကျင်းစုကိုထိတ်တိုက်ရင်ဆိုင်တဲ့နေရာမှာသုံးရင်နှစ်ဖက်လုံးကအားရင်ကုန်ခန်းယုံပဲရှိမယ်အဆုံးကြနှစ်ဖက်ရဲ့ခွန်အားရောကျသွားလိမ့်မယ်ဒါပေမဲ့ခမားကရန်သူရဲ့ဂန္ဓဝင်ကျင်းစုထုတ်သုံးနေဆိုတိုက်ခိုက်မယ်ဆိုရင်ဓာဖျားကိုရှောင်နိုင်ပြီးရန်သူရဲ့တိုက်ခိုက်မှုလမ်းကြောင်းကိုပြောင်းလဲနိုင်မယ်အဲ့ဒါကလည်းတူညီတဲ့အာနိသင်ရမှာခမားစွမ်းအင်ကုံဆုံးမှုကိုလည်းလျှော့ချပေးနိုင်လိမ့်မယ်လူတိုင်းကခေါင်းကြီးလိုက်ပြီးကိစ္စရဲ့များစွာကိုနားလေသဘောပေါက်သွား၏အဝေးရှိစီစာကမူတတွေးထွေးလိုက်သည်တောက်ဒိတ်ပဲမရှိတာမင်းကတိုင်းကျင်းဝတ်ကိုဂယုမဆိုင်တာတိတာနေတာပဲတူညီတဲ့ခွန်အားကိုသုံးမယ်လို့ငါတို့သဘောတူထားတာဒါပေမဲ့အဆုံးကြငါထက်သားတဲ့ခွန်အားသုံးခဲ့တယ်မင်းတို့ရန်ဟွန်မဟာလောကရဲ့နတ်ဖျားအေဂရစ်တွေအားလုံးဒီလိုအရှက်မဲ့တာလားရဲရှောင်သည်ကုသခြင်းကျင်းစုကိုသူ့စီ၌ထပ်သုံးလိုက်၏ထက်လာခဲ့စီစာသည်ဒေါသတကြီးတိုးဝင်လာ၏ယခုအချိန်တွင်သူထုတ်ဖော်သည့်စွမ်းအားကပိုတောင်တန်မာသည်သူ၏ခွန်အားကုန်အသုံးပြုထားသည့်ပမာဖြစ်နေသည်အချိန်ထဲတွင်သူကရဲရှောင်၏အရှိန်အဝါကိုချုပ်နှောင်ရန်သူ့စိတ်စွမ်းအားကိုလည်းအသုံးပြုခဲ့၏သူကတကယ်ကြည့်ကျင်နေမိသည်ဤလူကသူပြောသည့်အတိုင်းတကယ်ဆောင်ရွက်သည်လောရဲရှောင်သည်သူနှင့်တူညီသောခွန်အားသုံးသလောသို့မဟုတ်သူ့ကိုလှည့်စားနေသည်လောလက်တွေ့တွင်ရဲရှောင်သည်သူ့ထက်ပိုတန်မာသည့်ခွန်အားကိုခိုးသုံးနေတာဖြစ်နိုင်သည်အေယာမကျင်သည့်ခန္ဓာကပေါ်ထွက်လာလျက်ဟိန်းဟောက်နေတော့သည်နတ်ဖျားဧကရ၏ခွန်အားသည်အကန့်အသတ်အထိတက်သွားလေ၏သို့သောရဲရှောင်ရှိသို့ရောက်သောအခါရဲရှောင်သည်ရုတ်တရက်လက်သီးဖြင့်ထိုးကာဂန္ဓဝင်ကျင်းစုတစ်ခုထုတ်ဖော်လျက်နင်းဤမေးစေးကိုချိန်ရွယ်လိုက်တော်သည်ဖုံးထိုအခိုက်အတန့်တွင်သူ့မေးစေးတစ်ခုလုံးပူထူသွားပြီးရဲရှောင်၏တန်မဏိလက်သီးကြောင့်အညာတာမရှိထိုးနှက်ခံလိုက်ရသည်ပြင်းထန်သည့်နာကျင်မှုကြောင့်သူ့ခန္ဓာကိုယ်ထဲရှိခွန်အားအလုံးစုံလျော့ကျသွားတော့သည်သူ၏ခန္ဓာကိုယ်လည်းနောက်တစ်ကြိမ်နောက်သို့လဲကျသွားပြီးရွှမ်းရံတောင်နှင့်တိုက်မိသွားတော့သည်ယခုအချိန်တွင်သူ၏မျက်လုံးထဲ၌စိတ်ပြတ်အားငယ်မှုများပြည့်နေပြီးဖြစ်သည်အစောတုန်းကရဲရှောင်ထုတ်ပြလိုက်သည့်ခွန်အားသည်သူ၏လက်ရှိနှင့်တူညီနေတာကိုရှင်းရှင်းလင်းလင်းခံစားမိပြီးစိုးစီးမျှကွာဟချက်မရှိတာကိုသိနေသောကြောင့်ဖြစ်သည်ဤလူသည်သူနှင့်အဆင့်တူခွန်အားကိုအသုံးပြုခဲ့ပြီးသူကိုအညာအတာမရှိအနိုင်ယူခဲ့သည်သူကမူတစ်ဖက်လူကိုစိုးစီးမျှထိခိုက်အောင်တောင်မလုပ်နိုင်ခဲ့ပေဤလူကတကယ်ကိုထူးဆန်းလွန်းလှပေ၏ရဲရှောင်သည်လက်ဝှေ့ရမ်းလျက်သူ၏ဝိညာဉ်စွမ်းအင်ကိုချိတ်ပိတ်လိုက်တော့သည်ပြီးနောက်ရဲရှောင်သည်သူ့ကိုအာရိုနာ၏လှောင်ချိုင်ထဲပစ်ထည့်ပြီးနောက်လူတိုင်းကိုဆက်လက်တင်ပြပေး၏ထိုသဲအိတ်များကိုတင်ထောက်ကူအဖြစ်လိုလာနိုင်သောကြောင့်သူ့ကိုမတက်ခဲ့တာပဲဖြစ်သည်လှောင်ချိုင်ထဲတွင်တေးသည်အထိရိုက်နှက်ခံထားရသောစီစာကိုအာရိုနာမြင်သောအခါသူစီချက်ချင်းပြေးသွားပြီးဆွဲထုပေးလိုက်သည်အကိုစီစာဘလို့ဖြစ်တာလဲရဲရှောင်ကြောင့်စီစာ၏မေးရိုးသည်ကြေမွသွားပြီးစကားတခွန်းမှမပြောနိုင်တော့ပေရွှမ်းရံတောင်နှင့်ဝင်တိုက်မိသောကြောင့်ကိုယ်ထဲရှိအယိုးများအားလုံးကျိုးသွားသည်ရက်အနှဲငယ်အားစိုက်ထုတ်မှုမရှိဘဲကုသနိုင်မှာမဟုတ်ပေသူ၏အံ့ဖွယ်ဝိညာဉ်သည်ချိတ်ပိတ်ခံထားရသောကြောင့်သူ၏အတွေးများဆက်သွယ်ဖို့နီးလန်းတောင်မရှိတော့ပေယခုအချိန်တွင်သူဘာမှမလုပ်နိုင်တော့ဘဲနာကျင်စွာအခဲမကြေသည့်မျက်ရည်များကျယုံသာရှိတော်မူသေစမ်းရွှမ်းရံနက်ဖျားမျိုးနွယ်ကလွန်သွားပြီး
ငါတို့ကိုလာကယ်ဆယ်ပြီးရွှမ်းရံနတ်ဖျားမျိုးနွယ်ကိုဖျက်ဆီးဖို့ပိုအစွမ်းထက်တဲ့နတ်ဖျားဧကရစ်တွေလွတ်ပေးဖို့အထက်အရာရှိတွေစီအကြောင်းကြားရမယ်။ထိုစကားများကိုကြားပြီးနောက်စီဇာသည်သူ၏ခွန်အားအကုန်သုံးပြီးမျက်လုံးပြူပြလိုက်၏အယိုးများတသွင်သွင်ကျိုးနေပြီဖြစ်သောသူ၏ခန္ဓာကိုယ်သည်အဆက်မပြတ်တုန်လှုပ်နေ၏သူထိုသို့မလုပ်နိုင်ပေနှစ်ယောက်သားသည်သူတို့လက်ထဲကြားရောက်သွားခြင်းမှာကန်ဆိုးမှုများကြားထဲရှိကန်ဆိုးမိုးမှောင်ကြမှုဖြစ်နေပြီဖြစ်သည်သူကသူ၏အဖော်အပေါင်းများကိုလာရှာခိုင်းလျင်သူတို့အားလုံးရဲရှောင်ဖမ်းတာခံလိုက်ရပါကမည်သို့ဖြစ်သွားမည်နည်းထိုအချိန်ကျနတ်ဖျားဧကရစ်မြည်မြပေးလိုက်ရမည်နည်းသူကယန်ဟွန်မဟာလောကနှင့်တိုက်ခိုက်နေခြင်းသေးတာလားငါဖင်ကိုပဲတိုက်ခိုက်သို့တော်ညာသူစကားလည်းမပြောနိုင်လှုပ်လည်းမလှုပ်ရှားနိုင်သောကြောင့်သူ၏အတွေးကိုလည်းထုတ်မပြနိုင်ပေသူ့ကိုအာရိုနာကနားမလည်နိုင်ဆန့်ကျင်ဘက်အနေဖြင့်သူစိတ်အားထက်သန်နေသည်ဟုတွေးမိပြီးသူ၏လက်ကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်၏အကိုစီစာအခုလောက်ဝမ်းသာနေမှာပဲဟုတ်တယ်မလားစိတ်မပူနဲ့ကျွန်တော်တို့တိုင်းပညာရှင်တွေရောက်လာပြီဆိုတာနဲ့သူတို့အားလုံးကကျုပ်တို့ကိုတေချာပေါက်ကဲမှာဒါအပြင်သူတို့ကကျုပ်တို့အတွက်လက်စာချေဖို့ကူညီပေးလိမ့်မယ်ရှိုင်းကိုတန်များစွာထွက်ပေါ်လာ၏စီစာ၏လေချောင်းကအကွဲတန်များဇက်တိုက်ထွက်နေသည်အာရိုနာသည်မှင်သက်သွားပြီးနောက်ဇဝေဇဝါမေးလိုက်သည်ကျွန်တော်သတင်းမပို့နိုင်မှာစိတ်ပူနေတာလားအဆင်ပြေပါတယ်ဒီလောင်ချိုင်းကထူးကဲတယ်ကျွန်တော်တို့ခန္ဓာကိုယ်ဝင်ဆက်နိုင်တဲ့အလုံးရှိနေုံတင်မကဘူးဝင်းညူစွမ်းရင်ကိုလည်းချုပ်နှောင်ထားတာသူကစီးမျိုးတချို့ချထားတဲ့ပုံပဲဒုက္ခိတတဝက်ဖြစ်နေသည့်စီစာသည်ချက်ချင်းသက်ပြင်းချလိုက်တော်သည်ကံကောင်းသည်မှာအာယုံနာကအကူအညီလှမ်းမတောင်းနိုင်ပေဒီတော့ဘာပြဿနာမှမရှိတော့ပေသို့တော်ညာထိုခိုက်တန့်တွင်အာရိုနာကလှောင်ပြုံးပြုံးလိုက်၏ပြီးနောက်သူ၏ကရင်းထဲမှရွှေသွားတစ်ချောင်းကိုထုတ်လိုက်၏သူကအခြားနတ်ဖျားဧကရစ်တွေကိုခုခံနိုင်စွမ်းရှိပေမဲ့ကျွန်တော်ကိုတော့မခုခံနိုင်ဘူးကျွန်တော်ရဲ့ဒီရွှေသွားကိုတွေ့လားဒါကကျွန်တော်တို့နတ်ဖျားမျိုးနွယ်ရဲ့အထမအဆင့်နတ်ဖျားဧကရစ်လေသူကစီးမျိုးနွယ်လိုမျိုးချိတ်ပိတ်မှုတွေကိုကန့်တက်တဲ့နေရာမှာအထူးတလဲထူးခြားတဲ့လက်ဆောင်ကိုပေးခဲ့တယ်အားကောင်းတဲ့စီးတစိမ့်နဲ့ကြုံရမယ်ဆိုရင်တောင်သတင်းပို့နိုင်သေးတယ်သူသည်အာရိုနာကိုတားနိုင်ရန်ပါဇက်ဖွင့်ချင်ခဲ့တော်ညာအာရိုနာကသူပြောတာနားမလည်နိုင်ပေစီစာသည်ကူကေယာမဲ့စွာရှိုက်တံများပေါ်ထွက်နေ၏တစ်ချိန်တည်းတွင်သူ၏မျက်လုံးထောင်မှမျက်ရည်များကျလာတော့သည်ပြီးသွားပြီအခုအချိန်မှအားလုံးပြီးသွားပြီအဲ့ကောင်ရဲ့ရှောင်ကပုံမှန်မဟုတ်ဘူးကွာသူသာနတ်ဖျားဧကရစ်တွေကိုထပ်ပြီးစူးစီးနေမယ်ဆိုရင်သူတို့တွေကသူ့လက်ထဲကျသွားလိမ့်မယ်ဒါကခမဲ့လက်ဆောင်ပဲအဲ့ဒီအချိန်ကျရင်နတ်ဖျားဧကရစ်ဘလောက်များများရဲရှောင်လက်ထဲကျသွားမယ်ဆိုတာမြည်သူကသိမှာလဲရွှမ်းဟွန်မဟာလောကတွင်နတ်ဖျားဧကရစ်အရေးအတွက်ကအကန့်အသတ်ရှိ၏သူတို့သာရဲရှောင်လက်ထဲ၌ရှုံးနေသွားပါကညီမျှထိခိုက်နေနိုင်မည်နီအာရိုနာသည်သူဆိုလိုတာကိုနားမလည်သေးပဲသူစိတ်အားထက်သန်နေသည်ဟုသာတွေးလိုက်မိသည်သူ့တန်ရာရသောလက်ကိုချက်ချင်းသုံးလျက်မျက်ရည်များကိုတုပ်ကာပြုံးပြီးပြောလိုက်၏အကိုစီစာကြည့်ပါဦးအကိုကနတ်ဖျားဧကရစ်လေဘာကြောင့်အကိုရဲ့စိတ်နေသဘောထားကအရင်လောက်မခိုင်မာရတာလဲဒီလိုအသေးအမွှားပျော်စရာလေးနဲ့စိတ်လှုပ်ရှားလာပြီးမျက်ရည်တောင်ကျလာတယ်ကျွန်တော်တို့ရွှမ်းဟွန်မဟာလောကနောင်ကျရန်ဟွန်မဟာလောကကိုသိမ့်ပိုက်ရင်အကို3 ရက် 3 ညငိုနေမှာမဟုတ်ဘူးမလားဟာဟာဟာအပိုင်း939ပြီး၏